ကိစ္စတော့တော်တော်ကြီးကိုဘာနဲ့ပို့ကောင်းလဲပြောရမယ်ဆိုရင် Skippy Twilight ကိုဖန်တီးတဲ့တစ်ဖက်ပုံကသူ့ရဲ့ series ကို Invisible Narrative လို့ခေါ်တဲ့ company ကပိုင်ဆိုင်သွားပြီဆိုပြီးဆွဆွခံနေရတဲ့အခြေအနေတစ်ခုပါပေါ့နော် Skippy Twilight ကတော့တော်တော်များသိမှာပါဒါကသူ့ရဲ့တစ်ဖက်ပုံဆိုတာအဲ့ Skippy Twilight ကိုတည်ထောင်ခဲ့တဲ့သူပေါ့နော်သူ့ရဲ့နာမည်ကြီးကတော့ Alexis Grismore 2023မှာဆိုရင်သူ့ရဲ့ Skippy Twilight ကချစ်ချူသူတန်းတော်တော်ကြီးကိုများတယ်ဒါကစကားအရဆိုတော့တစ်ဖက်ပုံအားတဲ့ Skippy Twilight ကဖန်တီးဖို့ထွန်းချုပ်မှုဆုံးရှုံးခဲ့ရုံသာမကသူ့ရဲ့ channel ကိုပါပေါ့နော်ဒီကုမ္ပဏီကိုဆုံးရှုံးသွားခဲ့ရတာဆိုပြီးတော့သတင်းတွေထွက်နေဒီမှာဆိုရင်YouTube ကနေရတဲ့ပတ်စံတွေဗီဒီယိုပဲချိန်ပြရမယ်ဆိုတဲ့ schedule နဲ့ပါပေါ့နော် PR ပေးခံထားရတာပါတဲ့စာချုပ်ဒီမှာလည်းလက်မထိုးထားတဲ့အတွက်သူဘာဖြစ်နေဆိုတော့မှာပေါ့နော်ကိုယ့်ရဲ့ပရိသတ်ကိုပြန်ပြီးတော့တင်ပြဝင်မရှိဘူးဆိုတဲ့အခြေအနေမှာရှိနေပါတယ်တစ်ဖက်ပုံ reply to that ဆိုတဲ့ Discord message တွေရဆိုရင်တော့သူကတော်ကြီးကိုစိတ်ပြတ်နေဆိုတဲ့အခြေအနေမှာရှိနေပေါ့နော် Skippy Twilight ရဲ့အနာဂတ်ကောသူ့ရဲ့အနာဂတ်ကပါပေါ့နော်ဘယ်အခြေအနေရောက်မလဲဆိုတော့သူ့မှာပြောပြပိုင်ခွင့်တော့မရှိဘူးဆိုပြီးတော့ reply နေလုပ်ထားတယ်ဒီလိုလက်ရှိအခြေအနေကနေဂျုံထွက်အောင်လဲသူဘလုံးမလုပ်နိုင်ဆိုမရှိဘူးဆိုတဲ့ကိစ္စတွေပါပါတယ်ပေါ့တော်တော်များများကသူ့ကိုပေါ့နော်ဒီ series ဆောင်းဝမ်းနာမည်ကြီးထားတော့လုံးဝကိုအစီအစီနဲ့ပေါ်စီဖြစ်နေပြီးတော့ထင်နေကြတာဒါပေမဲ့သူ့ငွေကြေးကြောင်းမိတဲ့ချိန်ကြတော့လေသူ့မှာကအခုလက်ရှိချိန်မှာဆိုရင်ငွေရုံတတာအခြေအနေထားပဲရှိရဆိုတဲ့စကားကြီးလည်းပြန်ပြီးတော့ reply လုပ်တယ်ပေါ့သူဘယ်လိုလက်မှတ်တွေရေးထုတ်ထားလို့ဒီလို series တစ်ခုလုံးကိုအပေးခံရတယ်ဆိုတော့မသိဘူးဒါပေမဲ့ဒီလောက်ကြီးတော့အချိန်ကြီးစွန့်ပဲတော့မထင်ပါဘူးဘယ်လိုပဲဖြစ်ဖြစ်လေတရားဥပဒေရဆိုရင်တော့သူ့ရဲ့ပိုင်ဆိုင်မှုတော့ရှိအောင်ပါတော့ဒါမှမဟုတ်ဒါနဲ့သူရဲ့ series တစ်ခုလုံးသူတကြောက်တဲ့စာပြီးတော့အောင်မြင်လုပ်ခဲ့တာဟုတ်ကုမ္ပဏီနဲ့လက်တွဲခဲ့တာလည်းသူဒီစက်ကောင်တွေကနေဘယ်လိုရှိကိုဆက်သွားမယ်အဲ့ဒါဘယ်လိုကာရီတာတွေထောက်ဝင်လာမလဲဆိုတော့ဖန်တီးမှုအတွေ့အကြုံသူ့ရဲ့ series တစ်ခုလုံးပါလေကုမ္ပဏီကိုပြည့်ရတဲ့အချိန်ကြီးရောက်သွားတာဖြစ်မယ်နောက်ဆုံးတော့ဒါနာမည်ကြီးတာတော့ကွာကိုယ့်ရဲ့ idea တစ်ခုနဲ့မရတဲ့အတွက်တခြားသူတွေပါပေါ့နော်အကူကြီးတောင်းလိုက်ပို့ပြီးတော့နာမည်ကြီးလာမယ်ဆိုပြီးလုပ်ခဲ့ဖြစ်စဉ်တွေပေါ့ဒီစားတင်ချတော့အတီးပြုလို့မရပြီမဲ့တော်တော်များများတော့ပေါ့နော်သူတကယ်ဒီလိုဖြစ်နေပြီလို့ယုံကြည်ကြတယ်တော်တော်များများပါပဲ YouTuber တော်များတဲ့ဒီကိစ္စကိုပေါ့နော်ဟုတ်မဟုတ်လိုက်ပြီးဆုံးရမ်းပြကြဖို့လို့ဘာလို့ post တွေပါ review တွေပြန်လုပ်နေကြရပေါ့နော်ဒီစားကတကယ်မှန်သွားခဲ့ရင်တော့ဒီလိုအောင်မြင်တဲ့ creator တယောက်တော့မှတူဖြစ်နေတယ်ဆိုရင်နောက်ွယ်မှာဘယ်လိုတွန်းအားရှိလဲဆိုတော့ဝီကြီးနဲ့ပတ်သက်လာပြီဆိုရင်မလုံခြုံတဲ့နေထိုင်ရောက်နေဆိုတော့အခုခေတ် content creator ရဲ့အခြေအနေကိုပေါ့နော်ဒေတာဖော်ပြလိုက်လို့ဖြစ်သွားတာပေါ့